စာထိုရုကခါရကိုပျော်စေချင်နေခဲ့တာကြောင့်ခါရအတွက်မွေးနေ့ပွဲလေးလုပ်ပေးချင်နေခဲ့ပြီးသူ့ရဲ့မွေးနေ့ပွဲကိုသိချင်တာကြောင့်ရုံခန်းထဲမှာမှတ်တမ်းစာရွက်ကမွေးရက်ကိုခိုးကြည့်ဖို့လုပ်တော့အသားမန်ဆရာကရောက်လာခဲ့ပြီးဘာလာရှာလာရဲဆိုပြီးတော့မေးလိုက်တယ်စာထိုရုကခါရပေါ်မှာအရေးတကြီးကြည့်နေခဲ့တာကြောင့်အသားမန်ဆရာလည်းတတိထားမိနေခဲ့ပြီးစာထိုရုကိုမေးလိုက်ကစာထိုရုကလည်းအမှန်တိုင်းပဲပြောပြလိုက်တယ်ခါရရဲ့ချင်းတွေကိုသိနေတဲ့ကျောင်းဆရာကလည်းစာထိုရုကိုသူ့ရဲ့မွေးနေ့ပွဲကိုပြပေးလိုက်ကစာထိုရုကလည်းကြည်လိုက်တော့မတ်လ2ရက်နေ့ဆိုတာသိလိုက်ရတယ်အဲ့မှာခါယိုရဲ့မွေးနေ့ကသူနဲ့အတူတူပဲဆိုတာသိလိုက်ရပြီးစာထိုရုကလည်းတမ်းမိုက်ဆရာကိုကျေးဇူးတင်စကားဆိုကအဲ့ကနေပဲချက်ချင်းထွက်လာခဲ့လိုက်တယ်အဲ့လိုနဲ့စာထိုရုကအိမ်ကိုပြန်လာရင်လမ်းမှာခါယိုရှိနေမယ့်နေရာကိုတွားကြည့်နေရင်းနဲ့စက်ကုံနဲ့လှုပ်ထားတဲ့လေရင်တစည်းကသူ့စီကိုရောက်ရှိလာခဲ့တယ်အဲ့လိုနဲ့စာထိုရုကလည်းအဲ့ဒီလေရင်တိုင်းလိုက်တော့လေရင်ကိုပြစ်လိုက်တဲ့သူကိုတွေးလိုက်ရပြီးသူကတော့တခြားသူမဟုတ်ပဲယူကီဖြစ်နေခဲ့တာကြောင့်စာထိုရုကလည်းသူ့အိမ်ကိုခဏသွားလဲလိုက်တယ်အဲ့မှာသိလိုက်ရတာကယူကီဟာနာဂတ်ရောက်ရင်အဓိကတရားခံအဖြစ်ဆွဆွဲခံရမယ်ဆိုတာကိုသိနေခဲ့ပေမဲ့ယူကီကရိုးသားတယ်ဆိုတာကိုလည်းသိနေခဲ့တယ်အဲ့လိုနဲ့စာထိုရုကမနေနိုင်တော့ပဲခါယိုရှိမဲ့အိမ်ကိုသွားလိုက်ပြီးခါယိုတို့အိမ်ရှိမှတကားခောက်နေခဲ့တယ်ဒါပေမဲ့ဘယ်သူမှမရှိတာကြောင့်နားကိုပတ်ကြည့်လိုက်တော့လက်အိတ်တစ်ခုကမီးလောင်နေခဲ့ပြီးဂိုဒေါင်ခန်းမှာလည်းခြေရာကိုတွေးလိုက်ရတာကြောင့်ဂိုဒေါင်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဂိုဒေါင်ထဲမှာဒဏ်ရာဗလာပွားနဲ့လဲကျနေခဲ့တဲ့ခါယိုကိုတွေးလိုက်ရတယ်အဲ့လိုနဲ့စာထိုရုကလည်းအေးနေမဲ့ခါယိုကိုသူ့ရဲ့အင်ဂျင်နဲ့ပေးဖို့အတွက်လုပ်ပေမဲ့ခါယိုရဲ့အမေဖြစ်သူကရောက်လာခဲ့ပြီးခါယိုကိုဘာလို့ဒီမှာလာနေတာလဲဆိုပြီးမေးလိုက်ကချက်ချင်းပဲအိမ်ထဲကိုပြန်ခေါ်သွားခဲ့တယ်အဲ့လိုနဲ့စာထိုရုကလည်းခါယိုရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ဒဏ်ရာတွေကဘာကြောင့်လဲမေးလိုက်တော့အမေဖြစ်သူကအသိဖြေခိုင်းတာကြောင့်ခါယိုကလည်းချော်လဲလို့ရတဲ့ဒဏ်ရာဆိုပြီးပြောပြလိုက်တယ်အိမ်ထဲကိုပြန်ရောက်တော့ခါယိုကိုအမေဖြစ်သူကရင်းနစ်ပြီးတော့နှိပ်စက်နေခဲ့ကဒဏ်ရာတွေကိုတက်တာအောင်လုပ်နေခဲ့တယ်အကြောင်းကတော့ခါယိုဟာပိတ်ရတိုင်းမှာအမေဖြစ်သူရဲ့အနိုင်ကျင့်တာကိုအမြဲတမ်းခံရပြီးတနင်းလာနေကြရင်လည်းအမြဲတမ်းကြောင်းတော့ကြောင်းမှလာခဲ့လိမ့်ရှိတယ်အဲ့လိုနဲ့ခါယိုအတန်းကိုရောက်တော့ခါယိုကြောင်းကိုတီးလိုက်ရတဲ့စာထိုရုကသူတို့ရဲ့တမ်းမိုင်ဆရာကိုတော့ပြောပြလိုက်ပေမဲ့လည်းအတမ်းမိုင်ဆရာကလည်းအရင်ကတည်းကအဲ့ဒီကိစ္စကိုသိနေခဲ့ကြောင်းပြောပြခဲ့တယ်ခါယိုရဲ့မိဘတွေပေါ်မှာတန်တရားရှိပေမဲ့လည်းသူတို့အနေနဲ့ဘာမှမလုပ်နိုင်ကြောင်းပြောပြလိုက်ပြီးခါယိုရဲ့မိဘအိမ်ကိုစစ်စေးရေးဖွဲ့တွေကနှစ်ခါသုံးခါလောက်တွားရောက်စစ်စေးဖို့ကြောင်းပြောပြလိုက်တယ်ဒါပေမဲ့လည်းဖင်ပိတ်ငင်းခဲ့တာကြောင့်သူတို့လည်းဘာမှတတ်သိမခိုင်းလုံးပဲဘာမှဆက်လုပ်လို့မရကြောင်းကိုပြောလိုက်ပြီးစာထိုရုကိုလည်းအဲ့ကြောင့်ဘယ်သူမှမပြောပြဖို့အတွက်ပြန်မာလိုက်တယ်စာထိုရုကတော့ဒါအသေးကြပါမိဘတွေရဲ့အိမ်တွင်ကြမ်းဖက်မှုပဲဆိုပြီးပြောပြလိုက်တယ်အဲ့လိုနဲ့ခါယိုကိုသူကိုယ်တိုင်ပဲကာကွယ်ပေးဖို့အတွက်ဆုံးဖြတ်လိုက်တယ်အဲ့ဒီချိန်မှာသူတို့တွေနေလန်စာဖို့အတွက်ကောက်ထားတဲ့ပတ်စံတွေကစာထိုရုရဲ့စပွဲကောင်အောက်မှာပျောက်သွားတာကြောင့်စာထိုရုကမီးလိုက်တဲ့ချိန်ကောင်မလေးတယောက်ကခါယိုခိုးရတာဖြစ်နိုင်ကြောင်းပြောပြလိုက်တယ်ပတ်စံခိုးတဲ့သူကဆင်းရဲတဲ့သူပဲဖြစ်နိုင်တာကြောင့်ခါယိုကိုဆွဆွဲနေခဲ့ပြီးခါယိုကလည်းဖြစ်ချင်တော့သူ့ရဲ့အိတ်ထဲကနေပတ်စံကိုထုတ်ပြလိုက်တယ်အဲ့လိုနဲ့တကိုးဆိုပြီးခါယိုကိုဆွဆွဲနေခဲ့ကဒေါတာထွက်လာတဲ့စာထိုရုကခါယိုကအဲ့လိုမျိုးလုံးမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ညင်းလိုက်တယ်အဲ့လိုနဲ့ခါယိုကိုဆွဆွဲနေတဲ့ကောင်မလေးကလည်းဘုံမဲမဲဖြစ်သွားခဲ့ရတယ်အဲ့လိုနဲ့ဆရာဖြစ်သူကပဲကြောင်းဝင်ဖြည့်ရှင်းပေးလိုက်ပြီးဒီနေ့ခါယိုကစာထိုရုကနှစ်ယောက်လုံးကတာဝန်ရှိနေတာကြောင့်ခါယိုရဲ့လက်ထဲမှာလည်းရှိနိုင်ကြောင်းပြောပြလိုက်တယ်အဲ့လိုနဲ့သူတို့တွေအမိုက်သိမ့်တဲ့ချိန်ခါယိုကစာထိုရုကိုကျေးဇူးတင်စကားဆိုနေခဲ့ပြီးသူ့ကိုပြဿနာရှာတဲ့ကောင်မလေးကအရင်ကတည်းကသူ့ကိုအမြဲတမ်းနေနေကြဖြစ်ပြီးခဲတံတူတူလေးကိုအသုံးပြုနေတဲ့ခါယိုကိုနေခဲ့ကခရစ်စမတ်နေ့ရောက်တော့လေခါယိုကိုဖိတ်လိုက်ပြီးအမှလည်းခါယိုကိုနောက်ထပ်တစ်ခါအဆက်ခွဲခဲ့ကြောင်းကိုပြောပြနေခဲ့တယ်ဘလို့ပဲဖြစ်ဖြစ်သူ့ကိုကောက်ွယ်ပေးခဲ့တဲ့စာထိုရုကိုကျေးဇူးတင်စကားဆိုနေခဲ့တယ်အဲ့လိုနဲ့သူတို့တွေအိမ်ပြန်တော့မဲ့ချိန်မှာစာထိုရုကကြံတခုရသွားခဲ့ပြီးသူနဲ့အတူတူတနေရာကိုလိုက်ခဲ့ဆိုပြီးပြောနေခဲ့တယ်ဘာလို့ဆိုခရစ်စမတ်တစ်ပင်ကြီးကိုသူတနေရာမှာတွေ့လာကြကြောင်းလိုက်ပြချင်တယ်ဆိုပြီးနောက်ထပ်တော်တဲ့တနေရာကိုထွက်လာခဲ့ကြတယ်စာထိုရုကဒီနေရာကိုပြီးခဲ့တဲ့အသိမှာတုန်းကတယောက်တည်းထွက်လာဘူးတာပဲဖြစ်ပါတယ်သူတို့ရောက်လာတဲ့ချိန်မှာတော့မြေခွေးနှစ်ကောင်ကသူတို့ရှေ့မှာဝိုင်းဝိုင်းလည်နေခဲ့ပြီးသူတို့ကိုပတ်ပြေကအဲ့ကနေထွက်သွားခဲ့တယ်အရင်တော့စာထိုရုကတယောက်တည်းမြင်ခဲ့ပေမဲ့အခုတော့ခါယိုနဲ့နှစ်ယောက်တာမြင်သွားခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့တွေခီးစားလိုက်ကြပြီးအရန်ကိုကြီးမာတဲ့ခရစ်စမတ်တစ်ပင်ကြီးကိုတွေးလိုက်ရကရေခဲတွေရှိနေခဲ့တာကြောင့်ကျက်လေးတွေစီသားတုံလိုမျိုးလက်ထနေပြီးအရန်ကိုလှပနေခဲ့တယ်အဲ့လိုနဲ့နှစ်ယောက်သားလက်ကိုကင်နေကြရင်သူတို့နှစ်ယောက်တော့အမတ်တရားတစ်ခုကိုဖန်တီးလိုက်ကြစာထိုရုတယောက်ပြီးခဲ့တဲ့အသိမှာတုန်းကခါယိုကိုပထမဆုံးနဲ့နောက်ဆုံးတစ်ခါမြင်ခဲ့ရတာဖြစ်ပေမဲ့အခုချိန်မှာတော့ခါယိုကိုသူကိုယ်တိုင်အစွမ်းကုန်ကာကွယ်ပေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ပိတ်ရက်ရောက်တော့စာထိုရုကသူ့အမေကိုတနေရာသွားချင်လို့ဆိုပြီးခွင့်တောင်းနေခဲ့ကအမေဖြစ်သူကလည်းရီစားနဲ့သွားတိတ်မှလာဆိုပြီးတော့မေးလိုက်တယ်စာထိုရုကလည်းမဟုတ်ဘူးဆိုပြီးညင်းလိုက်ကအမေဖြစ်သူကသွားတိတ်မယ်ဆိုရင်မို့ပေးမလို့ပြောလိုက်တာကြောင့်ဟုတ်တယ်ဆိုပြီးခေါင်းပြန်ညှိလိုက်ရတယ်အဲ့လိုနဲ့ဘယ်သူနဲ့သွားမှလဲဆိုပြီးမေးလိုက်တော့စာထိုရုကလည်းခါယိုဖြစ်ကြောင်းကိုပြောပြလိုက်ပြီးအမေဖြစ်သူကလည်းဟိုဘက်လမ်းမှာရှိနေတဲ့ခါယိုကိုတင်းနေမိတာဖြစ်နေခဲ့တယ်ကောင်မလေးကချစ်စရာကောင်းတယ်ဆိုပြီးအိမ်ကိုလည်းခေါ်လာလေဖို့အတွက်ပြောလိုက်တယ်အဲ့လိုနဲ့နောက်ရက်ရောက်တော့ကျောင်းမှာစာထိုရုကခါယိုကိုစိုက်ကြည့်နေခဲ့ပြီးသူတို့တွေအတူတူရှောက်လေဖို့အတွက်ဘယ်လိုပြောရမလဲဆိုပြီးစဉ်းစားနေခဲ့ကသူ့ရဲ့တငယ်ချင်းတွေကိုအရင်ဆုံးပတ်ခေါ်လိုက်တယ်အဲ့ဒါကမျက်မှန်တဲ့တယောက်ကလည်းလိုက်မယ်ဆိုပြီးပြောနေခဲ့တာကြောင့်အခြေအနေကိုနားလည်တဲ့တယောက်ကပဲသူတို့တွေမအားလို့မလိုက်တော့ဘူးဆိုပြီးပြောလိုက်ကစာထိုရုနဲ့ခါယိုတို့နှစ်ယောက်လုံးကိုပဲအေးစစ်လဲခိုင်းစေချင်နေခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့ခါယိုကအိမ်ပြန်တော့မဲ့ချိန်စာထိုရုကလည်းသူနဲ့အတူတူရှောက်လေရအောင်ဆိုပြီးခေါ်လိုက်တာကြောင့်ခါယိုကလည်းရှက်သွားခဲ့ရပြီးသူကပိတ်ရကြရင်အပြင်ထွက်လို့မရဘူးဆိုပြီးပြောပြနေခဲ့ကအမေကခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးပြောနေခဲ့တာကြောင့်စာထိုရုကလည်းသူကူပြီးပြောပေးမှာဆိုပြီးပြောပြလိုက်တယ်အဲ့လိုနဲ့ခါယိုရဲ့အိမ်ဒီကိုသွားပြီးခါယိုရဲ့အမေကိုခွင့်ပြုပေးဖို့အတွက်တောင်းဆိုနေခဲ့ပေမဲ့ခါယိုရဲ့အမေကတော့ပိတ်ရကြရင်ခါယိုကသူ့ကိုကူညီပေးရအောင်
မယ်ဆိုပြီးပြောလိုက်တာကြောင့်ဆာတိုရူကလည်းသူ့ကိုနှိပ်စက်ဖို့အတွက်ခေါ်ရမှာမလားဆိုပြီးပြောလိုက်တယ်အဲ့လိုနဲ့ခါယိုကိုပဲငင်းကိုင်းဖို့အတွက်ပြောနေခဲ့ပြီးခါယိုကလည်းမငင်းချင်ပဲသွားချင်တယ်လို့ပြောလိုက်တာကြောင့်ဒေါ်တာထွက်သွားတဲ့အမေဖြစ်သူကလက်နဲ့ရိုက်တော့မဲ့ချိန်ဆာတိုရူရဲ့အမေကရုတ်တရက်ပေါ်လာခဲ့ပြီးတားပေးလိုက်တယ်ဒီလိုနဲ့ကလေးတွေကိုလက်မပါဖို့အတွက်ပြောနေခဲ့ပြီးကလေးတွေပျော်ရွှင်ဖို့အတွက်သူတို့တွေကလှုပ်ပေးရမှာဆိုပြီးပြောလိုက်ကဆာတိုရူရဲ့အမေဖြစ်သူကပြောပေးလိုက်တာကြောင့်ခါယိုကလည်းဆာတိုရူနဲ့အတူတူသွားလည်ဖို့အတွက်ခွင့်ပြုချက်ရသွားခဲ့တယ်အဲ့လိုနဲ့ဆာတိုရူကလည်းသူ့အမေကိုကျေးဇူးတင်စကားဆိုနေခဲ့တယ်ဆာတိုရူရဲ့အမေဖြစ်သူကလည်းခါယိုရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ဒဏ်ရာတွေကိုတတိထားမိနေခဲ့တယ်အဲ့လိုနဲ့စနေနေ့ရောက်တဲ့အချိန်မှာတော့ဆာတိုရူကလည်းခါယိုကိုသွားခေါ်လိုက်ပြီးပြတိုက်စီကိုခေါ်သွားခဲ့ကသူတို့တွေရှောက်လည်နေကြရင်မထိမှတ်ပဲမှညံတစ်ခုကိုရရှိသွားခဲ့တယ်အရင်တိတ်မှာတော့ကလည်းဒူဒီကိုလာကခါယိုနဲ့များတွေ့ခဲ့သလားဆိုပြီးစဉ်းစားမိနေခဲ့တယ်အဲ့လိုနဲ့တပ်စင်ကန်နဲ့ဝင်သွားပြီးပြန်ထွက်လာတဲ့အချိန်မှာတော့နောက်တစ်ခါပြတိုက်ရဲ့ရှေ့မှာရှိနေတဲ့ခါယိုကိုတွေးလိုက်ရပြီးအောင့်သွားခဲ့ပြန်တယ်ခါယိုပြောလိုက်တဲ့စကားကလည်းမန်ဂါဆွဲတဲ့သူဖြစ်ချင်တဲ့သူကဒီကိုအမြဲတမ်းလာတတ်ကြောင်ပြောပြလိုက်တာကြောင့်ဆာတိုရူတယောက်ကတော့တော်တော်လေးကိုအောင့်သွားခဲ့ပြီးတကယ်ပဲဒေဂျာဗူမှညံဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတယ်သူကိုယ်တို့လည်းအသက်ကိုမပြောင်းလဲနိုင်ဘူးလားဆိုပြီးတော့တွေးပူနေတဲ့ချိန်မှာဆာတိုရူကတော့သူရအောင်ပြောင်းလဲမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ချိန်မှာခါယိုစီကိုတွားလိုက်တဲ့ချိန်ခါယိုကကျေးဇူးတင်ကားဆုံးနေပြီးရုတ်တရက်သူတို့နောက်ကနေလဲဆာတိုရူရဲ့တငယ်ချင်းတွေကလည်းရုတ်တရက်ပေါ်လာခဲ့တယ်အဲ့လိုနဲ့အသက်ကပြောင်းလဲသွားပြီဆိုပြီးဆာတိုရူကပျော်နေခဲ့ပြီးသူတို့ရဲ့မွေးနေ့လည်းမကြခင်ရောက်တော့မှဖြစ်တာကြောင့်ဆာတိုရူကတော့စိတ်ထဲကနေခါယိုကိုချစ်စရာကောင်းနေဆိုပြီးပြောလိုက်ပေမဲ့အကျေကြီးပဲအော်ပြောမိသွားခဲ့တယ်အဲ့လိုနဲ့ဆာတိုရူတောင်ခါယိုအမှုဖြစ်တော့မယ့်အချိန်ကိုနေတဲ့နီးလာပြီဖြစ်တာကြောင့်ဆာတိုရူကခါယိုရဲ့နားမှာပဲမြဲတမ်းရှိပြီဖို့အတွက်ဆုံးဖြတ်လိုက်တယ်အကြောင်းကတော့အရင်အသိမှာတော့ကခါယိုတယောက်တည်းရှိနေခဲ့တာကြောင့်ပြန်ပေးဆွဲဓမ္မကခါယိုပေါ်မှာအမှတ်ထားခဲ့တယ်လို့ဆာတိုရူကထင်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဒီလိုနဲ့မနဲ့စောစောရောက်တော့ခါယိုရဲ့အိမ်ကိုသွားလိုက်ပြီးခါယိုရဲ့လက်ကိုသွားဆွဲခေါ်လာခဲ့ကအကြောင်းကိုလည်းနှစ်ယောက်တည်းလာခဲ့လိုက်တယ်ဒီလိုနဲ့ဆာတိုရူကဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင်ခါယိုကိုကယ်နိုင်တဲ့အပြင်မိဖြစ်သူကိုလည်းကယ်နိုင်တော့မယ်ဆိုပြီးတော့စဉ်းစားနေခဲ့မိတယ်ဒီလိုနဲ့ညနေရောက်တော့သူတို့တွေကြောင်းပြန်လာရင်ဆာတိုရူပြီးခဲ့တဲ့ session နဲ့ကခါယိုကိုနောက်ဆုံးတွေ့ခဲ့တဲ့နေရာမှာတွေ့လိုက်ပြီးခါယိုရဲ့လက်ကိုတင်းတင်းဆုပ်ခိုင်းကပြီးခဲ့တဲ့ session နဲ့ဒီနေ့မှာပဲခါယိုပျောက်သွားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကိုတော့ဆာတိုရူကပဲအနီးကစောင့်ကြည့်နေခဲ့ပြီးဒီနေ့ညကိုဒါကြော်ပြတ်နိုင်မယ်ဆိုရင်အရာအလုံးပြီးဆုံးသွားနိုင်ကြောင်းဆာတိုရူကစဉ်းစားနေရင်းနဲ့လုံးဝကိုအိတ်လို့မပြောပဲဖြစ်နေခဲ့တယ်ဒီလိုနဲ့ခါယိုရဲ့အိမ်ချီတီပါသွားစောင့်နေခဲ့ပြီး12နာရီကျော်တဲ့အထိစောင့်နေခဲ့ကတညလုံးလည်းမအိတ်နိုင်ပဲမနဲ့အစောကြီးကျောင်းကိုသွားဖို့အတွက်ပြင်ဆင်နေခဲ့တယ်ဒီလိုနဲ့ခါယိုရဲ့အိမ်ကိုသွားစောင့်နေခဲ့ပြီးခါယိုကလည်းမနဲ့အစောကြီးသူ့ကိုလာစောင့်နေတယ်ဆာတိုရူကိုမြင်လိုက်ရကအော်သွားခဲ့တယ်ဒီလိုနဲ့ဒီနေ့ကဆာတိုရူရဲ့မွေးနေ့ဖြစ်တာကြောင့်တငယ်ချင်းတွေကိုသွားဖိတ်လိုက်တဲ့ချိန်အတန်းမိုင်ဆရာကသူတို့ကိုအလုတ်ခိုင်းနေခဲ့ပြီးဆာတိုရူကလည်းခါယိုနဲ့မုံနေဝဲကအိမ်ကိုနှစ်ယောက်သားအထုပ်ဆွဲပြီးပြန်လာခဲ့တယ်ဒီလိုနဲ့တကားကိုဖွင့်လိုက်တဲ့ချိန်မှာတော့အမေဖြစ်သူနဲ့တငယ်ချင်းတွေကစုပြီးဆာတိုရူနဲ့ခါယိုတို့နှစ်ယောက်လုံးကိုမွေးနေ့ surprise လုပ်လိုက်ပြီးကျောင်းဆရာကလည်းသူတို့ကိုအချိန်ဆွဲထားပေးတာပဲဖြစ်ပါတယ်အဲ့လိုနဲ့ခါယိုတရားဘွားမှာတခါမှမပျော်ဘူးတာကြောင့်အခုလိုမျိုး surprise ရလိုက်တဲ့ချိန်မှာတော့အရန်ကိုပျော်ရွှင်နေခဲ့ရပြီပဲဖြစ်ပါတယ်ဒီလိုနဲ့ဆာတိုရူကသူ့ကိုအနှွေးလက်အိတ်လေးလက်ဆောင်ပေးလိုက်ပြီးခါယိုကတော့ဆာတိုရူကိုလက်ဆောင်ပြတ်မပေးနိုင်လို့ဆိုပြီးဝမ်းနည်းနေခဲ့တယ်မနေ့ပြန်အပြီးသက်ပြီးပေးမယ်ဆိုပြီးပြောလိုက်ကခါယိုကဆာတိုရူကိုပြန်တွေးကြမယ်ဆိုပြီးတော့နှုတ်ဆက်လိုက်တယ်ဒီလိုနဲ့ဆာတိုရူကလည်းသူ့အနာဂတ်ကိုပြောင်းလဲသွားနိုင်ပြီဆိုပြီးရန်ကိုကျင်းနဲ့အားရနေခဲ့တယ်ဒီလိုနဲ့စိတ်ရှားလိုက်ရှားနဲ့ပဲအိပ်ပျော်လိုက်ပြီးနောက်ရက်ရောက်တော့ပုံမှန်တိုင်းဆာတိုရူကလည်းကျောင်းကိုလာခဲ့လိုက်ကျောင်းကိုနောက်ဆုံးမှရောက်လာတာကြောင့်ဆာတိုရူကလည်းမောနေတဲ့ချိန်မှာပဲခါယိုကဒီနေ့ကျောင်းမလာဘူးဆိုတာပါသိလိုက်ရတယ်အဲ့လိုနဲ့စိတ်ပူသွားတဲ့ဆာတိုရူကအတိတ်ကိုသူပြောင်းလဲသွားနိုင်ပြီလို့ထင်လိုက်ပေမဲ့တခုခုကတော့ဖြစ်နေပြီဆိုတာကိုနားလည်နေခဲ့ကခါယိုကိုလည်းတော်တော်လေးစိတ်ပူနေခဲ့ပြီပဲဖြစ်ပါတယ်အဲ့လိုနဲ့ကျောင်းစင်းတဲ့ချိန်မှာတော့ဆာတိုရူကချက်ချင်းပဲခါယိုရှိနေတဲ့အိမ်ကိုသွားလိုက်ပြီးကိုတောင်ထဲကိုလိုက်ရှာလိုက်ပေမဲ့လည်းခါယိုကိုမတွေ့ရပဲဖြစ်နေခဲ့တယ်ခြေရာတွေကိုကြီးလိုက်တော့လူကြီးခြေရာတစ်ခုကိုတွေ့လိုက်ရပြီးဒါကမနေ့ညကလာတော့တဲ့ခြေရာဆိုတာပါသိလိုက်ရတယ်ခါယိုရဲ့အိမ်ထဲမှာတော့ခါယိုရဲ့အမေဖြစ်သူနဲ့ယောက်ျားတစ်ယောက်ကဘယ်လိုလုပ်ကြမှာလဲဆိုပြီးမြောက်တာထိတ်လန့်စွာနဲ့တိုင်ပင်နေခဲ့ကြတယ်ခါယိုပျောက်သွားပြီဆိုတဲ့သတင်းကြောင့်ဆာတိုရူကလည်းနေ့ရက်လောက်ကြောင်းမသွားပဲသူ့ရဲ့အမေဖြစ်သူနဲ့သတင်းတောက်တစ်ယောက်စကားပြောနေတာကိုတွေ့လိုက်ရတယ်တကယ်တော့လွန်ခဲ့တဲ့အတိတ်တုန်းကလို့ပဲခါယိုကထပ်မံပျောက်သွားခဲ့တာဖြစ်ပြီးကျောင်းဆရာကတော့ခါယိုဟာအိမ်ကနေထွက်ပြေးကသူ့ရဲ့အဖွားအိမ်မှာရှိနေကြောင်းကိုလိမ်ပြောလိုက်တယ်ဖြစ်မှန်ကိုသိတာတဲ့ဆာတိုရူကလည်းကျောင်းဆရာနဲ့နှစ်ယောက်တည်းသွားပြောလိုက်တဲ့ချိန်ကျောင်းဆရာကလည်းခါယိုကပျောက်နေကြောင်းပြောပြလိုက်ပြီးရဲတွေကလည်းခါယိုရဲ့အိမ်ရှိမှာတွားရောက်ဆောင်ကြည့်နေကြောင်းကိုပြောပြခဲ့တယ်မိဘဖြစ်တဲ့ခါယိုရဲ့အမေကိုစစ်ဆေးကြည့်လိုက်တော့လေဘာမှထွေထွေထူးထူးမသိရပဲဒီတိုင်းအိမ်ကနေပဲထွက်ပြေးသွားတယ်ဆိုပြီးပြောပြနေခဲ့ကရက်တော်တန်ကြတဲ့အထိခါယိုကိုလုံးဝရှာမတွေ့တာကြောင့်အကောင်လုံးကလည်းပြန်ပေးဆွဲတဲ့အမှုဆိုပြီးတော့ခေါင်းစဉ်တက်လိုက်ကြတယ်ပြီးတော့နောက်ထပ်တစ်ချောင်းကနေကောင်မလေးတယောက်ကလည်းပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတဲ့သတင်းကြောင့်ခါယိုဟိုပါသတင်းစီစဉ်တွေကနေပြန်ပေးဆွဲခံလိုက်ရပြီးပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုကြေညာလိုက်တယ်ဆာတိုရူကလည်းဘာလို့ရမှမသိတော့ပဲခါယိုရဲ့အိမ်ချစ်ကိုပဲတွားနေမိခဲ့ကတရညနေခင်းတကူမှာတော့ခါယိုရဲ့အမေကအမိုက်ထွက်ဖြစ်နေခဲ့ပြီးမျက်နှာမူရန်ကလည်းမတင်ကားစရာဖြစ်နေခဲ့ကဆာတိုရူကအမိုက်ပုံကိုတွားကြည့်လိုက်တော့အမိုက်ထုတ်ထဲမှာခါယိုသူ့ကိုလက်ဆောင်ပေးဖို့အတွက်လှုပ်ထားတဲ့ချီတိုးလက်အိတ်လေးကိုတွေးလိုက်ရကဆာတိုရူကရန်ကိုတုံလို့သွားခဲ့ပြီးကြောက်ကြောက်လန့်လန့်နဲ့ပြေးနေခဲ့တယ်အဲ့ချိန်မှာပဲအနာဂတ်ကိုပြန်ရောက်သွားခဲ့ပြီးသူ့ရဲ့လက်မှာလည်းတွေးတွေစိုးနေခဲ့တယ်အဲ့လိုနဲ့ဆာတိုရူကသူ့ရဲ့အိမ်ကိုလမ်းကြည့်လိုက်တော့အရင်အနာဂတ်တုန်းကသူကြုံတွေ့ခဲ့တဲ့အတိုင်းပဲသူ့ရဲ့အမေကိုတတ်တဲ့တရားခံဖြစ်ဆာတိုရူကိုတန်တရားဝင်နေခဲ့ကြတာပဲဖြစ်ပါတယ်အဲ့လိုနဲ့ဆာတိုရူကလည်းအိမ်ကိုပြန်လို့မရတော့ပဲဂုံဒရာအောက်မှာတွားရောက်ပုန်းနေခဲ့ရတယ်ပြီးတော့ဆာတိုရူကချင်းလေးတွေအကုန်လုံးကိုသုံးသပ်နေခဲ့ပြီး
သူ့ရဲ့မိကဘာလို့တက်ခံရတာလဲနဲ့အမေဖြစ်သူကဘာကိုတိသွားခဲ့လို့အခုလိုမျိုးတက်လိုက်တာလဲဆိုတာကိုစဉ်းစားနေခဲ့တယ်အဲ့လိုနဲ့ဘလို့မှစဉ်းစားလို့မရပဲဖြစ်နေခဲ့ကသူ့ရဲ့တငယ်ချင်းတယောက်ကိုပဲဖုန်းဆက်လိုက်ပြီးသူ့ရဲ့အိမ်မှာခဏတဲဖို့အတွက်တောင်းဆိုလိုက်ကတငယ်ချင်းဖြစ်သူကလည်းစာထိုးလို့ကိုအမေနဲ့စိတ်ကောက်နေတယ်ပဲထင်ပြီးစိတ်ဆိုင်နေဖို့အတွက်ပြောလိုက်တယ်โอเคဒီနေ့ကတော့ဒီမှာနေရက်လိုက်ပါတော့မယ်နောက်တစ်ပိုင်းကိုတော့နောက်ရက်မှာတင်ဆက်ပြီးတော့မှမို့လို့ channel လေးကို subscribe လုပ်ရသေးတယ်ဆိုရင်လုပ်ပြီးသွားဖို့အတွက်တောင်းဆိုလိုက်ပါရခင်ဗျာ